အစားအစာတွေထဲမှာနားကျန်းမာရေးကိုထောက်ပံ့ပေးနိုင်တဲ့အစားအစာတွေရှိပါတယ်။သစ်သီးများငှက်ပျောသီးပိုတက်စီရန်ကြွယ်ဝတဲ့အတွက်နားထဲကအရည်ဓာတ်ကိုထိန်းညှိပေးပြီးအတွင်းနားလှုပ်ဆောင်မှုကိုကူညီပေးပါတယ်။ခြင်နဲ့သစ်သီးများလိမ္မော်သီး grapefruit သီးတံပရာသီးဗီတာမင် C နဲ့ E ကြွယ်ဝတဲ့အတွက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်လှုပ်ဆောင်ပြီးကြားနိုင်စွမ်းကျဆင်းမှုကိုကာကွယ်ပေးပါတယ်။တခွားမွှေးသီးပိုတက်စီရန်ကြွယ်ဝတဲ့အတွက်ကြားနိုင်စွမ်းအတွက်အရေးကြီးတဲ့ကာဖီအရည်ဓာတ်ကိုထိန်းသိမ်းပေးပါတယ်။ဟင်းသီးဟင်းရွက်များဟင်းနုနွယ်ရွက်နဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်များမက်ဂနီဆီယမ်နဲ့ဖောလိတ်ပါဝင်တဲ့အတွက်အတန်ကြောင့်ဖြစ်တဲ့နာထိခိုက်မှုကိုကာကွယ်ပေးပြီးအတွင်းနကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်။ပန်းကော်ဖီစိမ်းအမြင့်ဓာတ်နဲ့ဗီတာမင် C ကြွယ်ဝတဲ့အတွက်နားတ िश ူးတွေကိုထိခိုက်စေနိုင်တဲ့ဓာတ်တိုးပစ္စည်းတွေကိုကာကွယ်ပေးပါတယ်။ငရုတ်ပွက်သီးဖောလိတ်ကြွယ်ဝတဲ့အတွက်အသက်ကြီးလာတဲ့အခါကြားနိုင်စွမ်းကျဆင်းမှုကိုလျှော့ချပေးပါတယ်။အခြားအစားအစာများငါးဆယ်မွန်ငါးတူနာငါးအုံးက3နဲ့ဗီတာမင် D ကြွယ်ဝတဲ့အတွက်အတွင်းနားရိုးတွေကိုတမာစေပြီးအုံနောက်နဲ့နာကြားညှိနှိုင်းမှုကိုမြင့်တင်ပေးပါတယ်။ချောကလက်အမဲဇင်းနဲ့မက်ဂနီဆီယမ်ပါဝင်တဲ့အတွက်ကိုယ်ခံအားကိုမြင့်တင်ပေးပြီးနားသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ကြက်သွန်ဖြူကိုလက်စထရောကိုလျှော့ချပေးပြီးရောင်ရမ်းမှုကိုတိုက်ဖြတ်ကာနားသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ဒီအာဟာရကြွယ်ဝတဲ့အစားအစာတွေကိုနေ့စဉ်စားသုံးမှုတွေထည့်သွင်းပြီးနားကျန်းမာရေးကိုထောက်ပံ့ကာကြားနိုင်စွမ်းဆိုင်ရာပြဿနာတွေကိုကာကွယ်နိုင်ပါတယ်။